ဒုတိချင်းမိတ်ဆွေညီကောင်မောင်နှမများအားလုံးမင်္ဂလာပါရှင်ဒရာမာရောက်နေဆိုတော့အေးတယ်ဒီမှာအေးတော့နည်းနည်းနွေ့နွေ့ထွတ်ထွတ်ရနေရတာပါကဲအားလုံးကျမအောင်မေပိုင်ရနေပြီးတော့ဖရီနာမဲ့ကာလာတွေမှာပေါ့ကျမအနားယူမဲ့ကာလာတွေမှာဖရီချမှာပေါ့နော်အခါကျတော့အခုဒီအပတ်အနေနဲ့ကဗုဒ္ဓဟူးမကျော်3တပတ်စာပတ်တိအနေနဲ့မပြောက်ပတ်တိအနေနဲ့8ရှိပါမယ်ဗုဒ္ဓဟူးမကျော်3ရှိပါမယ်ပြီးတော့ဗုဒ္ဓဟူးမကျော်ခင်မှာအပူးနဲ့ပါဝါတပွဲလာနိုင်ပါတယ်အပူးတွေ100ရာခိုင်နှုန်းတစ်ပတ်စာလုံးနေနဲ့ရှိပါတယ်အပူး100ရာခိုင်နှုန်းရှိတယ်ဒီသူတို့ညစ်မညက်ရတော့သူတို့ပေါ်မူတည်တာပေါ့နော်အဲ့တော့တစ်ပတ်စာထိပ်စီးနေနဲ့ formula ထိပ်စီးနေနဲ့က96ထိပ်စီးရှိပါတယ်ထိပ်စီးဒီတစ်ခုလာရင်နားရပါတယ်ကျွန်မအရင်တော့ကျွန်မရှင်မှာ free ဆိုရင်ကျွန်မထိပ်စီး3ခုတင်မိတယ်တစ်ခုလာရင်နားပေါ့နော်အခုကတော့2ခုပဲတစ်လုံးပါနှလုံးပဲထိပ်စီးဆွဲမယ်ဆိုရင်လိုက်ရမယ်တစ်ခုထွက်ရင်နားပေးရမယ်အဲ့ဒါက9ထိပ်6ထိပ်နော်ဗုဒ္ဓဟူးမကျော်3တပတ်စာမပြောက်ပတ်သေးနေလဲ8နောက်တစ်ခုကဒီဘက်ထဲမှာကျွန်မကတကွက်ကောင်းအနေနဲ့ဘာကိုကြိုက်လဲဆိုရင်3တစ်ကိုကြိုက်ပါတယ်3တစ်တကွက်ကောင်းကြိုက်ပါတယ်ဗုဒ္ဓဟူးမကျော်3ကိုလေ3ခွန်ကတော့ဒူးရံပါနော်နောက်တစ်ခုကဘာရှိလဲဆိုတော့ break အနေနဲ့ကကြတော့10 break 3 break ရှိပါတယ် main break အနေနဲ့ဆို3 break ကိုကြိုက်ပါတယ်မိတ်ဆွေတို့လည်းအကြိုက်တူတယ်ဆိုမှကိုက like ကစားပေါ့နော်အကြိုက်တူတယ်ဆိုမှ like ကစားပြီးခဲ့တဲ့ဘက်ကဟို6ကွက်တင်ပြီးတာ3ကွက်တောင်ထွက်တယ်နော် free ကအမှန်တော့တော့တကွက်ထွက်ရင်နားရတာဗျာအပူး100ရာခိုင်နှုန်းရှိတယ်အပူးလာလိမ့်မယ်နော်ပြန်ကြတော့ကျွန်မဒီဘက်ထဲမှာတွေ့တော့တွေ့ပေမဲ့အရင်ဟိုစိုးရင်ပြီးကြောက်တဲ့ထဲမှာတော့မပါဘူးဒါမဲ့ site တွေ့ခဲ့လို့ရှင်လာတက်ပြောပေးမယ်ပေါ့နော်ဗုဒ္ဓဟူးမကျော်တော့တပတ်စာမပြောက်ပတ်သေးရှစ်ဘရိတ်အနေနဲ့က main ဘရိတ်က3ဘရိတ်အရန်ဘရိတ်က10ဘရိတ်38ဘရိတ်တကွက်ကောင်းအနေနဲ့က3တစ်နော်အရန်အနေနဲ့က3ခွန်အပူ100ရာခိုင်နော်ဟူးမကျော်ခင်မှာအပူပါဝါတပွဲစင်းနိုင်တယ်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်